မင်္ဂလာပါဗျာဒီနေ့မှာတော့ဒီရန်ကိုစာလောက်ကောင်းတဲ့ဒီအိန္ဒိယလက်ရပေါ့နော်ဘယ်လိုချက်လဲဆိုတာကျွန်တော်တို့ကြည့်လိုက်မယ်ဗျာနော်ရန်ကိုထူဆန်တဲ့ကြည့်ပါအောင်နော်အမေသားဒုံးလေးတွေနဲ့နေပြီးတော့ထမင်းစီဆန်ပြီးတော့ချက်ထားတဲ့ပုံရိုက်တဲ့အရန်ကိုမိုက်တယ်ဟုတ်ပြီအရင်ဆုံးဒီအုတ်ထဲမှာနေပြီးတော့စီအနေငယ်လောင်းတယ်ဟုတ်ပြီဒီအမေသားဒုံးလေးကိုနေပြီးတော့စစ်သက်မယ်အဲ့မှာစစ်သက်တဲ့ပုံရိုက်တွေမြင်ရတယ်နော်ဒါကယူနစ်နဲ့ပြောထားတာလားမသိဘူးနော်အမေသားဒုံးလေးတွေကိုနေပြီးတော့ရင်နှွေးမှာထိပြီးတော့ပြောလိုက်တယ်နောက်ပြီးတော့ခဲသူကိုနင်းငယ်ရေဆိုင်ပြီးတော့ခက်ထလိုက်တယ်နော်ဒီမှာရေဆိုင်ထားတယ်ရေနွေးနဲ့ပြုတ်ထားတာကရေနွေးနဲ့ဆိုင်ထားတယ်သူကနော်အမိုက်တယ်လှုပ်ထားတာနော်သူကိုဆိုင်လို့ပြီးပြီဆိုရင်ဒီမှာဒီဟာပါလေဗျာနော်ဒါကမုံလာဥတွေလားမသိဘူးနော်မုံလာဥတွေကိုနေပြီးတော့ဒဲအုပ်မှာထေးတယ်အမေသားတုံးလေးထေးလိုက်တယ်အကောင်လုံးဖြိုးလိုက်တယ်အမေသားတုံးလေးတွေကိုဟိုဖက်ဒီဖက်နေပြီးတော့အကောင်လုံးရောသမမွေထားတယ်အဲ့လိုပုံစံတွေ့ရတယ်မိုက်တယ်ဒါပေးလားမသိဘူးနော်ဒါပေးတယ်အကောင်လုံးဖြိုးတယ်ဒဲအိုကြီးမှာပေးတွေကိုဖြိုးတယ်နော်ဒါပါလေဆန်လားမသိဘူးနော်ဒါဆန်ကြရတော့ဆန်တော့တူတယ်နော်ဟုတ်လားဗျာနော်ဆန်လားမသိဘူးနော်ဒါကဟုတ်ဒီဆန်ပြီးရင်ရေလောင်းတယ်သူကိုရေလားမသိဘူးကြည့်ရဒါရေလည်းမဖြစ်နိုင်ဘူးကျွန်တော်ကြည့်ရတာတော့နော်ဒါပြမယ်ဆိုရင်သူ့ကိုနေပြီးတော့ဟင်းရေအလိုပေါ့နော်ဒီအချုံမှုတွေပါတယ်ထိထတဲ့အရာလားမသိဘူးနော်ဒီဟာကနေပြီးတော့ရေဆိုနေဒီလောက်ထိမနောက်ဘူးနော်အခုကနေပြီးတော့ရေအဲ့လိုထိပြီးမှသူ့ကိုဒဲအိုထဲကနေထုတ်လိုက်တယ်အိုးမိုက်ပြီးရင်မိုက်တယ်နော်ကြရတော့မိုက်တယ်လက်ရတွေကနော်အိုးကောင်းလို့ရောသားမွေထားတာနော်အိုးဒီအပွားကြည့်ရင်တော့စားရှင်စရာကြီးမဟုတ်ဘူးနော်သူတို့ကအဝက်ကလေးနဲ့အုပ်ထလိုက်တယ်နော်။အော်ကြီးအဝက်ကလေးနဲ့အုပ်ထားတယ်။ Oh my god ကျန်ဒီလိုဖြစ်လာတော့လေစားရှင်စရာကြီးနော်။မိုက်တယ်နော်သူတို့လောက်ထားတာလက်ရတွေကလည်းမိုက်တယ်။ကြည့်ပါဦးနော်။ Oh အမေသားတုံးလေးတွေတင်မှာကနော်။အမေသားလည်းဘယ်လိုလဲမသိဘူးနော်။တုံးကလေးတွေကနေပြီးအကုန်လုံးအဲ့လိုတုံးပုံစံတွေပဲနော်။ကြည့်ပါဦးဒီမှာအမေသားတုံးတွေတယ်နော်။မိုက်တယ်ဒီအမေသားလုံးတွေကဘယ်လိုတယ်နော်ထူးထူးဆန်းဆန်းပဲနော်ကြက်ပုံလိုဘာလိုမောရင်ဒီစစ်ပေါင်နော်စစ်သားတွေလိုဘာလိုနဲ့တူတယ်နော်သူကမိုက်တယ်ထမင်းကားလေးနေပြီးတော့အခြေကြီးပြာနော်ကြည့်ပါဦးကျွန်တော်တို့မျိုးတွေနော်ထမင်းကားလေးနေပြီးတော့အလုံးကားလေးအခြေကြီးပြားမယ်ဆိုရင်ကျွန်တော်တို့ဒီမုံဒီဖက်နဲ့တူတယ်နော်မုံဖက်နဲ့တူတယ်ဗျာနော်မုံဖက်လေးနဲ့တူတယ်နော်ကြည့်ပါဦးထမင်းကားလေးအခြေကြီးဒီလောက်နော်ကြည့်ပါဦးထမင်းကားလေးအခြေကြီးပဲခါမှကျွန်တော်တို့ဒီလိုမမြင်ဘူးနော်။အိုးဆွဲပြီးအမေကန်ဆွဲပြီးအိုးကြာစားရှင်စရာကြီးဗျာနော်။မိုက်တယ်။အချမ်းကိုမိုက်တယ်ဗျာနော်။စားရှင်စရာကြီးဗျာနော်။ချက်ထားတာကလေးကမိုက်တယ်သူတို့နော်။သူတို့ချက်ထားတာကမိုက်တယ်နော်။ဒီလိုချက်မျိုးတွေကနေပြီးတော့ရမ်းကိုမိုက်တယ်ဗျာနော်။စားရှင်စရာကြီးဗျာနော်အမေသားတုံးကသူတို့ချက်ထားတာနော်ထမင်းကားလေးနေပြီးတော့ပြားမယ်ဆိုရင်ဒီထမင်းကနေပြီးအရှိကြီးမုံဖဲနဲ့တူတယ်နော်ကြက်ပုံလေးတွေလာမသိတာအမေသားတုံနော်ကျွန်တော်အစွာကြီးကမြင်လိုက်တော့အမေသားတုံပေါ့နော်ဒီလိုရှယ်တာပေးတွေနောက်ပြီးရင်မုံလာဥတွေပါတယ်ထေးပြီးတော့စီတဲပြီးတော့ဒီလိုရှယ်ထားတာသူတို့ရိုးရနဲ့သူတို့အစားအသောက်တွေနဲ့သူတို့ကစားလို့တော့ကောက်မှာနော်ကျွန်တော်တို့မြင်မှာကြတော့ငါပြီးတဲ့စားတဲ့ပါမှာအချုံမုံတွေပါမှာနေပြီးတော့အရသာလေးကပြည့်စုံတာနော်သူတို့မှာကြတော့ဒီလိုမဟုတ်ဘူးသူတို့မှာကနော်ဒီတော့ထမင်းကားလည်းအရှိကြီးဗျာနော်ဒီနေရာမှာကဘယ်လိုချစ်ထားရလဲမသိဘူးနော်အစမ်းကြီးနော်ကြီးချက်ပုံဒါအမေသားတုံးကနေပြီးအယိုးကလေးသစ်သစ်လေးအကောင်လုံးဒီစန်တူတွေကြီးပဲတွေကနော်ကြည့်ပါဦးဒါတပွေးဆိုရင် American dollar ကနေပြီးတော့ဘယ်လောက်ပေးရမလဲ American dollar 100လောက်ပေးရမယ်နော်ဓမဲလုံးတွေကလည်းအရှိကြီးပဲဗျာနော်ကြည့်ပါဦးနော်အရှိကြီးအကောင်လုံးကြည့်အမေသားတုံးလေးတွေ3တုံးလေးတုံးထိပြီးတော့ရေဟုံးတာနော်စားလို့တဲ့အရင်ကောင်းပါဗျာနော်ကျွန်တော်တို့ဒီဗီဒီယိုဖိုင်မျိုးကိုနေပြီးတော့ထူးထူးဆန်းဆန်းတွေမြန်မာစားစာလက်ရတွေကြည့်ရှင်တယ်ဆိုရင်ကျွန်တော်တို့ YouTube channel လေးကို subscribe လေးပါလေလိုက်ပေးသွားကြပါအောင်လို့တောင်းဆိုရှင်တယ်ဗျာ